Hello guys, welcome to Blog Channel ဆို OCO နော်ဒီနေ့မှာတော့ပြောစေရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါတော့နော်တို့ YouTube မှာနော်တို့ဒီတိုင်းပဲတင်နေ view မရဘူးဗျာနော် view like subscribe တွေများနေတယ်ဆိုရင် timer လေးထည့်ပေးရမယ် timer လေးထည့်တယ်ဆို Play Store တွေကိုချုပ်ဝင်မယ်ပြီးရင်တော့နော်တို့က search bar ကိုသွားမယ် search bar ကိုသွားပြီးတော့နော်ဗာနေမလဲနော် THUM timer maker 2023အဲ့ဒါကိုနှိပ်ပြီးတော့download ပြီးရင်နော်တို့က maker လေးချုပ်ဝင်မယ်Maker လေးချက်ဝင်ခဏဆောင်ရမယ်ခဏဆောင်ပေးပါသူကဒီထဲမှာကြာလဲရှိလို့နေရလဲရှိအမမားကြီးလေးချက်နေမယ်မားကြီးလေးချက်ပြီးအောက်မှာမားကြီးနေမယ်ဒီ crate ပေါင်းလို့နေမယ်နေပြီးတော့ကိုလိုလား96ကိုနေမယ်ဟုတ်တယ်ဒါမှ96စစ်အဲ့မှာ96မှာကျွန်တော်ဘာလုပ်မှာ effect background ကကျွန်တော်ရဲ့ favorite အပြားလေးပဲထည့်မယ်ဒါတော့ပုံစံလေးထည့် touch ကိုနေမယ်MMBB ADVANCED SAVE OPEM လို့ချက်ရေးမယ်နော်တို့ကအမ smith ကိုချက်နေမယ်ဘာမှမနေဘူးနော်ကြီးမှဖြစ်တဲ့တော့ကကြီးမယ်ဗျာတို့ကြီးမှဖြစ်တဲ့တော့နော်တို့ကကျွေးကဲနော်လိုပြောလိုက်မာလေဗျာနော်ကြီးဖို့ဆိုရင်နော်ဘယ်လိုလုပ်အောင်လဲဆိုရင်တော့ 3D ကိုချက်နေ3D ကိုချက်နေပုံမှန်တိုင်းချပြီးတော့မဗျာဘူးအမှတော့ကြီးမှာဗျာကြီးမယ်ဘယ်လိုလုပ်မလဲတော့ဝင်မယ်တော့ format ကိုနိုင်မယ်တော့ပုံစံထည့်မှာပုံစံတော့ဒီတိုင်းလေးထည့်မယ်ထည့်ပြီးတော့ကြီးတာချက်ရှာကြည့်ဦးမယ်ဒါကကြီးမှာဖြစ်တဲ့အတွက် shadow glow အဲ့မှာတော့ချက်ရှာကြည့်ဦးမယ်ဗျာကြည့်အော်ဒီမှာကြီးတာဒါပြီးရင်တော့ကြီးလေးတော့မယ်အနီဝဲနဲ့တော့အဝါလေးတင်မယ်ထင်းပြီးတော့လည်းရပြီတော့ပြီးရင်တော့ dash ကိုထပ်နေမယ်MMBB ADVC ADVANCED OPEM လို့ချက်ရေးမယ်နော်တို့ကပြီးရင်တော့မချက်နိုင်ဒီပြီးတော့လည်းနော်တို့ကကြီးမယ်ကြီးမယ်နော်မနတို့ကဒီဘက်ကပြောင်းတာဒီဘက်ကတော့အမဟိုကတော့တို့ချဲတဲ့နေရာအဲ့ဆိုရင် MMBB advanced server open ရသွားပြီပြီးရင်ကြီးရင်တော့ရမယ်အဲ့လောက်ခရမယ်ဗျာဒါတော့ကိုဆက်ဖြစ်တယ်ပြီးရင်တော့တို့ကဘယ်လိုလုပ်အောင်လဲဘယ်လိုလုပ်အောင်နောက်တစ်ခုကဘယ်လိုလုပ်အောင်လဲဆိုရင် touch ကိုချက်နေမယ်ကိုယ့်ရဲ့နာမည်ဖြစ်တဲ့smith ကိုချက်နေမယ်အမှန်တော့ကျွန်တော်ရဲ့အကောက်ဖြစ်တဲ့အောက်နေနဲ့ချမယ်အောက်နေနဲ့ချပြီးတော့တို့ကဒီလိုလေးကြီးလိုက်မယ်ပြီးရင်တော့ subscribe မ subscribe မှာတော့ touch ကိုချက်နေချက်ကိုပြန်နေပြီးတော့ touch ကိုတစ်ချက်နေပြီးတော့ဗာလိမ့်မလဲဆိုSUBSCRIB subscribe ကိုချက်နေမယ် subscribe ကိုတော့အောက်မှာထားမယ်ဗျပြီးရင်တော့တို့ကနည်းနည်းလေးဒါလေးပိုကြည့်ပေးရမယ် subscribe ကိုနိုင်ပြန်တော့ဘာလုပ်အောင်လဲဒီလားပုံစံပြောင်းမယ်နော်ပုံစံပြောင်းရတဲ့နော်ဒီဟာကိုပဲပြန်နေမယ် control မို့ပဲနဲ့ဒီဟာကိုပြန်နေမယ်ပြီးတော့ပုံစံလေးကိုလှအောင်ပြောင်းမယ်ဆိုချမယ်အဲ့တော့ဒါလေးဆိုရင်ဒီဟာလေးဆိုရင်တော့လှတယ်အမှန်နည်းနည်းလေးသေးလိုက်မယ်အဲ့လိုစီဆိုရင်လှပြီအဲ့လိုလေးလှရင်လှပြီ
ရပါပြီ subscribe ကိုရသွားပြီပြီးရင်တော့ background လေးတိတ်မလားသေးလို့ background ဒီအောင်မထားတော့ဘူးဗျာနော်စိမ့်လေးဆိုရင်လာမယ်ဒါပေမဲ့ဒီကတော့အအောင်မလားလို့ဒီဟာလေးကိုပြောင်းပါဗျာဒီဟာလေးကိုတော့ color တင်မှာတော့ထင်းသွားလို့ပြောင်းပါပြီးရင်တော့ကျွန်တော်တို့ကရသွားပြီဆိုတော့ကျွန်တော်တို့ကဘာလို့နှိပ်မလဲဆိုရင်ဒီ file လေးကိုနှိပ်ပြီးတော့ save image ကိုချက်နှိပ်ပြီးတော့ okay ကိုချက်နှိပ်လိုက်မယ် okay ကိုချက်နှိပ်ရင်ဒီကရသွားပြီဆိုရင်ကျွန်တော်တို့ CapCut ထဲကိုသွားမယ် CapCut ထဲကိုချက်သွားမယ်တွားပြီးတော့ကျွန်တော်တို့က project ကိုသွားမယ် create ကိုနှိပ်မယ်ကိုခုနသင်မဲ့ဗီဒီယိုတစ်ပုတ်ထည့်မယ် hello အကိုတစ်ချက်နှိပ်ပြီးတော့ Canva ကိုနှိပ်မယ်ပြီးရင်တော့ secret for emblem ကိုချက်နှိပ်မယ်ကိုတင်ထားတဲ့ဟာပေါ့ကြည့်ရင်လည်းရမယ်သိရင်လည်းရမယ်ဟုတ်ဒီတော့ပဲရမှာ MMPP advance ညဒီတော့ပဲဒါဆိုရင် site တော့တိတ်အဆင်မပြေဘူးဘာမှပြရလဲဆိုရင်ဒါနည်းနည်းကြီးသွားရင်တော့ကတန်ပြီးတော့လုပ်လို့ရတယ်ကြံပြီးတော့လုပ်မယ်ဒါလေးကိုဟုတ်ပြီတော့နည်းနည်းလေးပြီးရင်တော့ subscribe ကလည်းနည်းနည်းကြီးနေတယ်နည်းနည်းလေးလုပ်ကဲအဲ့ဆိုရင်တော့ရပြီအဲ့ဆိုရင်ပြန်နေမယ်ပြန်နေပြီးတော့တော့ပြန်ထွက်မယ်အင်္ဂလိပ်ဖြစ်နေမယ်ခုမှတည်လုပ်လိုက်တဲ့ဟာရသွားပြီ save ကိုချက်အမှဆိုရသွားပြီမှတော့ export ချက်နေတယ်ခဏစောင့်ပြီလောင်းလေးအဲ့ဒီမှာဆိုရင်ဒီမှာ100 ရာခိုင်နှုန်းပြည့်သွားပြီ100 ရာခိုင်နှုန်းပြည့်သွားတော့နားလေးစောင့်ပြီးမယ်တော့ပြီးရင်တော့ဒါမှမဟုတ်ချက်နေပြီအဲ့ဒါတော့ဗီဒီယိုချက်သွားကြည့်မယ် let's go image player လေးနဲ့ပြီးရင်တော့ကျွန်တော်တို့ကခုလောက်ထားတဲ့ insert နဲ့ no ဒီလိုလိုက်တဲ့ရှောက်လိုက်အောင်မယ်ကဲအပိုင်းကိုတော့ကျွန်မဆက်တင်ပေးပါမယ်ဘိုင်းမှာဗီဒီယို